တရုတ်မှာကောင်းချင်းတို့ကသူကလူမျိုးလိုက်ကွဲပြီးတော့ကောင်းချင်းတို့တော်များသူကနဲ့သူရှိကြတယ်ဒီဒေသလိုက်ပေါ့အဓိကတော့လူသိများတာတော့ကွမ်တုံးကောင်းချင်းတို့လက်တူဗမာလေးလူသိများတာလက်တူဖူကျန်းကောင်းချင်းတို့လက်ရှိဆိုပြီးပါလားကောင်းချင်းတို့နာမည်ကွာသလိုကောင်းချင်းတို့ရဲ့ထဲဝဲမှာပါဝင်ပစ္စည်းရယ်ထုတ်ပုံထုံနည်းရယ်လည်းကွာတယ်ကျွန်တော်တို့ကောဒီကွမ်တုံးကောင်းချင်းတို့ကတော့ဒီလိုမျိုးလေးအရှိလေးပေါ့နော်ဒီလိုအရှိလေးကိုကျွန်တော်တို့ထုတ်တယ်ရွက်ကိုကျွန်တော်အဓိကထားယူရမှာပြီးတော့အဲ့ရွက်ပါလားစင်းနီရွက်ပါလားပါမဝယ်မယ်နော်ဆိုတဲ့ပြောတဲ့လူကိုရှိတယ်အဲ့ဒါနဲ့ကျွန်တော်အဲ့ဒါနဲ့ထည့်ပြီးသူတို့ထည့်ပြတော့ဒီကကျွန်တော်အဲ့လိုများများသုံးပြတဲ့အတွက်သူတို့ရဲ့ကျင့်နှံ့မှု feedback အကောင်းတွေကျွန်တော်ရခဲ့ပါတယ်အဖေအမေရလုပ်ကြွေးခဲ့လို့အမေကအဲ့ပုံစံတိုင်းလုပ်ခဲ့ဘူးတဲ့အတွက်ဒီလက်ရဟုတ်လားမဟုတ်လားကျွန်တော်တို့မှားကြည့်မယ်အကိုရဲ့လုပ်ထားတဲ့ပုံစံကတော့အမေတို့လုပ်တဲ့လက်ရအဖွားတွေလုပ်တဲ့လက်ရနဲ့တူတယ်ဆိုပြီးကျွန်တော်မှားစားကြတယ်ကျွန်တော်ကလည်းအဲ့ပုံစံတိုင်းသူတို့သွားတဲ့ပုံစံသွားမှာတဲ့ပုံစံမျိုးသွားပို့ပြီးတယ်သွားပို့ပြီးတဲ့အချိန်မှာကျွန်တော်တို့ feedback ပြန်လာတဲ့အချိန်မှာဟုတ်ပါတယ်ဒါအမေတို့လုပ်ခဲ့တဲ့လက်ရရှီဟောင်းလက်ရအတိုင်းပဲဒါမျိုးရိုးစင်တဲ့အတိုင်းဘလို့မျိုးရိုးစင်တဲ့မို့ဒီကွမ်တုံးကောင်းချင်းတို့ရဲ့မူလလက်ဟောင်းအရသာအတိုင်းမိပါတယ်ဆိုတော့ feedback လေးတွေကျွန်တော်ပြန်ကြားရပါတယ်ကောင်းချင်းတို့ထုတ်ဖို့အတွက်ကိုဒါကျွန်တော်တို့အနည်းဆုံးတော့ပထမဆုံးပနာမအနေနဲ့အနည်းဆုံးတော့ဝါရွက်က3ရွက်လောက်စသုံးရပါတယ်2ရွက်3ရွက်ပေါ့နော်ကြီးရင်2ရွက်သေးရင်3ရွက်ကောင်းချင်းဆန်ကတော့ဒါအောက်ကအခန်းလေးနဲ့2စွန်းလောက်ထည့်တယ်ပြီးွားရင်စားပဲကျွန်တော်တို့ထည့်ပါတယ်အဲ့ဒါဝက်သားပေါ့နော်ဒီကပန်ဖြစ်ဝက်သားအနည်းဆုံး2တုံးလောက်ထည့်ရတယ်ဟာဝက်ဥကြောင်းကတစ်ချောင်းခင်ဗျပြီးတော့မှအဲ့ဒီပေါ်ကမှနောက်ထပ်ကျွန်တော်တို့ဖက်ရွက်လေးပေါ့နော်ဖက်ရွက်ကတော့နောက်ထပ်2ရွက်လောက်ထပ်သုံးအောင်မယ်ခင်ဗျကောင်းချင်းဆန်နောက်ထပ်3စွန်းထည့်ပြီးတော့အပေါ်ကနေအုပ်လိုက်ပါတယ်ဘာဖြစ်လို့ဖက်ရွက်အများကြီးသုံးရတယ်ဆိုတော့ရေနဲ့ပြုတ်တဲ့ချိန်မှာမပေါက်သွားအောင်လို့ပေါက်သွားတယ်ဆိုရင်ဒီအထုပ်ကလွတ်မြေရတယ်ပြီးသွားရင်ဒါကတော့အခုခေတ်အနေထားရကျွန်တော်ပြောင်းလဲလာအရင်တော့ကျွန်တော်တင်ချိုးနဲ့သုံးတာအခုခေတ်အနေထားကြတော့ဒီတင်ချိုးတွေပါညာလောက်ကလည်းခက်တယ်ဆိုတော့အခုဒါကျွန်တော်တို့ဟိုနိုင်လွန်ချိုးလေးတွေပေါ့နော်အဲဈေးရောက်နိုင်လွန်ချိုးနဲ့ကျွန်တော်ပြန်ပြောင်းလဲသုံးပြတာပါအမှန်တကယ်သုံးတာကတော့သူတို့ရဲ့မူရင်းပုံစံကတော့တင်ချိုးနဲ့သုံးတာတော့များပါတယ်ဒါတော့ကျွန်တော်တို့ဒါကွမ်တုံးမုတ်ပဲခင်ဗျဒါပိန်းဥမုတ်ခေါ်တယ်ပိန်းဥအစ်စ်ပါတယ်ဒီဟာကတော့ကွမ်တုံးဆဆလည်းပြောလို့ရရှမ်းဆဆလည်းပြောလို့ရတယ်တာကူလုံးအစာတုပ်ပေါ့နော်ဒီကောင်ကတော့ဒီဟာကတော့မွာကြီးပေါ့နော်မွာကြီးခေါ်တယ်ဒီကောင်းချင်းပြားလေးတွေပေါ့နော်ကောင်းချင်းပြားလေးတွေကိုဒါကျွန်တော်တို့မြေပဲရယ်နှမ်းနဲ့ရယ်တကြားရယ်နဲ့ရောထားတဲ့ဥစ္စာနဲ့ပြီးွားရင်လူးပြီးတော့စားရတာပေါ့နော်မွာကြီးခေါ်ပါတယ်ကျွန်တော်ကောင်းချင်းတုံးနဲ့ဒီကွမ်တုံးမုံတွေပေါ့နော်တခြားသောမုံတွေကိုမှာယူအားပေးခြင်းတယ်ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3995399348ဒါမှမဟုတ်ရင်ကျွန်တော်ကောင်းရှယ် page အနေချက်ပေါက်ကနေလည်းမှာယူလို့ရပါတယ်ပြီးခဲ့တဲ့ဗုဒ္ဓဟူးကဆိုစင်ကာပူကနေပြီးတော့တယောက်တည်းမှာ2ယောက်မှာလည်းအထုပ်စိတ်ဒီပြည်တွင်းမှာလည်းဒါ online ကနေပဲရောင်းနေဆိုတဲ့အတွက်တရက်ကြူရတာပေါ့နော်တရက်တော့ကြူမှာပေးရတယ်ကျွန်တော်မှာအစင်းသင့်မရှိတဲ့အတွက်